ချင်းပြည်သူလူထုနိုင်ငံရေးအသိမြင်တိုးပွားစေနိုင်ဖို့နားလည်နိုင်စေဖို့တက်အားတရွေ့ကျွန်တော်ပါဝင်ခဲ့တယ်နောက်ပြီးတော့ကျွန်တော်တို့ချင်းအတန်ကိုလွတ်တော်ထိထွက်လာနိုင်ဖို့ကျွန်တော်တို့ချင်းတွေဘာလို့ခြင်းနေတယ်လဲတိုင်းသားတွေထဲကတိုင်းသားတစ်ခုဖြစ်တဲ့ချင်းတွေဘလို့ယက်တီခြင်းတယ်လဲဆိုတော့ယက်တီခြင်းမျိုးကိုကျွန်တော်လွတ်တော်တွေမှာလဲဆွေးနွေးပါဝင်လာခဲ့ပါတယ်အဲ့နောက်ပိုင်းမှာဒီ2020ဒီအာနာရှင်ကိုမကြိုက်လို့တော်လှန်လာတဲ့အချိန်မှာကျွန်တော်တို့ဇုတ်ဖိ CDF ကဇုတ်ဖိကနေကျွန်တော်ကိုဒီတရားရေးမှာတာဝန်ပေးလာတယ်ကျွန်တော်အနေနဲ့ဒီလက်နဲ့ကင်နဲ့တာဝန်မျိုးကိုမထမ်းဆောင်နိုင်ပေမဲ့ကျွန်တော်ထမ်းဆောင်နိုင်တဲ့ကျွန်တော်တန်တိုးနေလားမသိဘူးဟုတ်ကဲ့ရလားမသိဘူးတန်ကြားရတယ်ဆရာဟုတ်ကဲ့အဲ့မှာကျွန်တော်ဇုတ်ဖိ CDF ဇုတ်ဖိနဲ့ဇုတ်ဖိဒေတန္တရာကနေတရားရေးမှာပါဝင်ပြီးတော့ကျွန်တော်တတ်နိုင်တာလေးဆောင်ရွက်ခဲ့တယ်ပြည်သူလူထု education board မှာကျွန်တော် education board chairman အနေနဲ့အပေးခဲ့တယ်ကျွန်တော်တို့တော်လှန်ရေးလုပ်တာဆိုလို့ရှင်ပညာရေးတော်လှန်ရေးပြီးသွားတဲ့တနေ့မှာပညာရေးကသာလျှင်ချင်းပြည်ကိုတည်ဆောက်နိုင်မှာဖြစ်တဲ့အတွက်ပညာရေးကိုကျွန်တော်တို့ကလေးတွေတတ်ဖို့လိုတယ်ကဘာလုံးဆိုင်ရာမှာအင်္ဂလိပ်လိုပဲပြောလာကြပြီတကဘာလုံးနဲ့ဆက်သွယ်ပြောဆိုလောက်ကင်လာတဲ့နေရာမှာအင်္ဂလိပ်လိုကလေးတွေတတ်ဖို့လိုပြီးဆိုပြီးတော့အင်္ဂလိပ်စာကိုတတ်နိုင်ဖို့အင်္ဂလိပ်စကားပြောတတ်နိုင်ဖို့အားပေးခြင်းတွေလုပ်ငန်းစီစဉ်လေးတွေချိတ်ဆက်မှုလေးတွေကိုလည်းကျွန်တော် education board ဥက္ကဋ္ဌလုပ်တဲ့အချိန်မှာတတ်နိုင်တဲ့လောက်အားပေးအားမြောက်တွေလုပ်လာခဲ့တယ်အဲ့ဒီနောက်မှာ2023 Chinland Constitution ရေးဆွဲပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ကိုဇုတ်ဖိဒေတာကိုယ်စားလှယ်အနေနဲ့လွတ်တဲ့အခါမှာကျွန်တော်ချင်းပြည် Chinland အစိုးရမှာပြည်ထရေးတာဝန်ကိုပေးအပ်တဲ့အတွက်ကျွန်တော်ပြည်ထရေးတာဝန်ကိုယူလာခဲ့ပြီးတော့ကျွန်တော်တို့တော်လှန်ရေးလုပ်တဲ့နေရာမှာအစိုးရတရက်ကိုချင်းဆိုတာကိုတည်ထောင်တဲ့နေရာမှာဥပဒေလိုအပ်တယ်ဆိုပြီးတော့ကျွန်တော်ပထမဆုံးဥပဒေတွေကိုတစုတစည်းတည်းဖြစ်နိုင်အောင်ဒေသန္တရတွေကနေပါဝင်တဲ့ဥပဒေကျမ်းမှာပါဝင်တဲ့ဒေသန္တရကိုယ်စားလှယ်တွေနဲ့အတူအားလုံးသဘောတူညီချက်ယူပြီးတော့ပြည်ထရေးအနေနဲ့တက်ဆိုင်တဲ့ဒီဒေသန္တရအုပ်ချုပ်ရေးဥပဒေတို့ကိုကျွန်တော်ဒီနှစ်တာကာလမှာဆောင်ရွက်နိုင်ခဲ့ပြီးတော့ပါဝင်ခဲ့ပါတယ်အခုခါမှာဆိုတော့ကျွန်တော်အနားယူပါပြီကျွန်တော်အနားယူပြီးတော့ကျွန်တော်မွေးရက်ဇာတိဖြစ်တဲ့ဝန်တူးရွာလေးမှာကျွန်တော်ခြံလေးလုပ်ပြီးတော့နေပါတယ်ဆိုတာကျွန်တော်ရဲ့အချင်းချုပ်ထုတ်ပတ်တီလေးဖြစ်ပါတယ်လို့အားလုံးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့လက်ခေါ်ပါလေးချင်းမြင်ပေးရအောင်နော်အထူးကျေးဇူးတင်တယ်ခုလိုကျွန်တော်တို့ဟိုမိတ်ဆက်ပေးသွားတဲ့ပုံမှာပေါ့နော်တကယ်ကိုဆရာတော်ဘယ်နာဆိုရင်ကျွန်တော်တို့ချင်းမျိုးသားနိုင်ငံရေးမှာတကယ်ကိုအားထားရတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်ပါတယ်ကျွန်တော်တို့ Chinland Council Chinland Government မှာဆိုရင်လည်းဒါကျွန်တော်တို့ပြည်ထရေးဝန်ကြီးအထိကျွန်တော်တို့နှစ်တာဝန်ထမ်းဆောင်ပြီးမှကျွန်တော်ချင်းပြည်နယ်အနှံ့ပါစီယုံရေးတော်တော်များများသွားပြီးမှကျွန်တော်တို့မျိုးသားနိုင်ငံရေးပြန်လည်နှိုးကြားနိုင်ဖို့ရန်အတွက်ပြန်လည်တည်ဝင်လာနိုင်ဖို့ရန်အတွက်တောက်လျှောက်မနာပဲနဲ့ဒါစီယုံရေးတွေအစင်လာခဲ့တာကျွန်တော်တို့ဒီအမျိုးသားနိုင်ငံရေးတော်လှန်ရေးမှာတကယ်ကိုတက်ကြွနဲ့ဒီကနေ့အချိန်ထိတိုင်းပူပေါင်းပါဝင်နေတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်ဆရာဟာကီလည်းခုကျွန်တော်တို့နဲ့အတူပါဝင်လာပြီးဟာကီအနေနဲ့ရုပ်လေးပြလို့ရမလားကျွန်တော်တို့ပထမဦးစွာအနေနဲ့ကျွန်တော်တို့မိတ်ဆက်ချင်းအစီအစဉ်လေးကိုတွားချင်လို့ပါတွေ့ရတာဝန်တာတယ်ဟာကီဟုတ်ကဲ့ကျွန်တော်လည်းတွေ့ရတာဝန်ဟုတ်ကဲ့ပါဟာကီကျွန်တော်တို့မြန်မာအစီအစဉ်လေးကနေမှကြိုဆိုပါတယ်မင်္ဂလာပါလို့ပေါ့နော်ဒါပထမဦးဆုံးအချိန်လဲဖြစ်တဲ့အခါမှာဒီကျွန်တော်တို့ဒီလူဦးတော်လိုင်းနဲ့ပတ်သက်ပြီးမှပူပေါင်းပါဝင်လာရတဲ့အကြောင်းလေးတွေနဲ့ဒီကိုယ့်ရဲ့ဒါဘယ်လိုခေါ်မလဲမိသားစုအကြောင်းလေးတွေကိုယ့်ရဲ့အခြေအနေလေးတွေကိုဒါကျွန်တော်တို့ရဲ့မိဘပြည်သူထံပြန်လည်ပြီးမှမိတ်ဆက်ပေးဖို့ရန်အတွက်ဦးဟာကီကိုခုချိန်မှာချိန်ပေးသွားချင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးပါတွေ့ရတာဝန်တာတယ်ကျွန်တော်ကတော့ဒီစစ်တပ်အာဏာမသိမ်းခင်မှာတော့ဒီ CDM ပညာရေးဝန်ထမ်းဖြစ်ပါတယ်
ကျွန်တော်မူလာတန်းကျောင်းအုပ်ကနေဒီ CDM လုပ်ပြီးမှဒီတော်လှန်ရေးလုပ်တဲ့သူတူဖြစ်တယ်လို့ကျွန်တော်ဒီ2023ချင်းလန်းကောင်စီပေါ်လာပြီးမှဒီချင်းပြည်တီဆောက်ရေးချင်းမျိုးသားတီဆောက်ရေးမှာဟိုအထူးဒီကိုယ့်ရဲ့ဒေတာအတွင်းမှာလုပ်ငန်းဆောင်ရွက်တဲ့သူဖြစ်တယ်အခုလက်ရှိမှာတော့ကျွန်တော်ချင်းပြည်ကောင်စီမှာဒီကံပလက်ကိုစားပြု leading committee မှာကျွန်တော်တာဝန်ယူထားတာဖြစ်ပါတယ် ဟုတ်ကဲ့အထူးပဲကျေးဇူးတင်ပါတယ်ပြီးတော့ဟိုဆရာနိုင်အောင်ကဟိုဝင်လာနိုင်မလားမသိတော့ဆက်သွယ်ရလားမသိဘူးဦးနိုင်အောင် အဲ့ဒီကျွန်တော်ဖုန်းနေတော့ကျွန်တော်ဖုန်းနေတယ်သူလည်းထိုင်လိုက် ဟုတ်ပြီအတူတူရှိတယ်နော်ဟုတ်ပြီဦးနိုင်အောင်လည်းတခါတစ်ဆက်တည်းပဲကျွန်တော်တို့ဒီမြန်မာအစီအစဉ်မှာပထမဦးဆုံးအချိန်လေးဖြစ်တဲ့ခါကျတော့ဒါမိတ်ဆက်ချင်းအစီအစဉ်လေးကျွန်တော်တို့ကိုပြုလုပ်ပေးပါအောင်နော်ကျေးဇူးပြုပြီးမှ ဟုတ်ကဲ့ပါမင်္ဂလာပါကျွန်တော်ကဟိုလေဒီလိုရှစ်အာနာရှင်ကဟိုအာနာယူဖြစ်တဲ့အစားကနဲ့2021ဟိုရှစ်အာနာတင်းစားကလေးကနဲ့ဒိုထားရေးမှာပါဝင်ခဲ့ပါတယ်ကျွန်တော်အခုအထိလဲဒီဟိုချင်းပြီးချင်းလိုင်းကာကွယ်တပ်ဖွဲ့မှာကမ်ဘလက်မြို့နယ်ရဲ့ကောင်ရှိတပ်ဖွဲ့မှာအခုလေးတာဝန်ထားဆောင်နေပါတယ်ကာကွယ်မှုအနေနဲ့တာဝန်ထားဆောင်နေပါတယ်အခုချိန်ဟုတ်ကဲ့အထူးပဲကျေးဇူးတင်တယ်အခုဒီကနေ့ညမှာအခုလိုကျွန်တော်တို့နဲ့တူပူပေါင်းပါဝင်ပေးတဲ့ပုံမှာအထူးပဲကျေးဇူးတင်ကြောင်းပြောကြားလိုတယ်ကျွန်တော်တို့ချင်းပြည်တောင်ပိုင်းကံပလက်ဒေတာဟာဆိုရင်တော့ကျွန်တော်တို့တကယ်ကိုဒီပြဿနာမျိုးနဲ့လက်ရှိအနေအထားမှာကျွန်တော်တို့ကြုံတွေ့နေရတဲ့အရာတွေလည်းဒီကနေ့ညမှာကျွန်တော်တို့ဒီအပြန်လှန်ဆွေးနွေးသုံးသပ်သွားကြမှာဖြစ်ပါတယ်သူတို့ရဲ့လိုအပ်ချက်တွေလည်းအများကြီးရှိပါတယ်ကျွန်တော်တို့ဒီကံပလက်ကောင်စီအတွက်ကျွန်တော်တို့ CDF ကံပလက်အတွက်ကျွန်တော်တို့တတ်နိုင်တဲ့ဖက်ကနေမှာအားလုံးပူပေါင်းပါဝင်ပေးကြဖို့ရန်အတွက်လည်းကျွန်တော်အနေနဲ့တောင်းဆိုလိုပါတယ်ကျွန်တော်တို့အစီအစဉ်ကိုဆက်လက်ပြီးမှသွားပါမယ်ပထမဦးစွာအနေနဲ့ဆရာရိုဘင်ကိုကျွန်တော်ဆက်လက်ပြီးမှအချိန်ပေးသွားမှာဖြစ်ပါတယ်လက်ရှိကျွန်တော်တို့ရဲ့ဒီချင်းပြည်နိုင်ငံရေးအရေးကိုတုံ့တက်စီချင်ပါတယ်လက်ရှိကျွန်တော်တို့နေဦးတော်လှန်ရေးဟာ9နှစ်ကျော်တာကာလအတွင်းကိုကျွန်တော်တို့ရှောက်လှမ်းနေပါပြီကျွန်တော်တို့အားနည်းချက်အားသာချက်တွေအမျိုးကျွန်တော်တို့ကြုံတွေ့နေရပါတယ်ကျွန်တော်အချင်းချင်းပုတ်တိုက်မှုလေးတွေပြိပိခဖြစ်တာတွေလည်းကျွန်တော်တို့ကြုံတွေ့နေရတယ်ကျွန်တော်ပြည်သူလူထုရဲ့အားနည်းချက်အားသာချက်တွေလည်းကျွန်တော်တို့ရှိတယ်တော်လှန်ရေးဖက်မှာလည်းကျွန်တော်တို့အဖွဲ့အစည်းအသီးသီးတွေရဲ့အားနည်းချက်အားသာချက်တွေလည်းကျွန်တော်တို့အများကြီးကြုံတွေ့နေရတဲ့အနေအထားတွေကျွန်တော်တို့မြင်တွေ့နေရပါတယ်ပြည်သူလူထုရဲ့လိုအပ်ချက်တွေကျွန်တော်တို့ပြည်သူလူထုရဲ့အဓိကလိုချင်တဲ့အရာလေးတွေကိုကျွန်တော်တို့မရောက်လှမ်းနိုင်တဲ့အနေအထားလေးပေါ်မှာတုံ့တက်စေချင်ပါတယ်ကျွန်တော်တို့ပူပေါင်းဆောင်ရွက်မှုအင်အားဟာဘယ်အတိုင်းတာထိကျွန်တော်တို့ရောက်နေပြီလဲကျွန်တော်တို့ပူပေါင်းဆောင်ရွက်မှုမရှိဘူးဆိုတော့ကျွန်တော်တို့အဖွဲ့အစည်းတီးအားလုံးဟာဒါကျွန်တော်တို့တည်ထားတဲ့အတိုင်းပဲကျွန်တော်တို့ရည်မှန်းထားတဲ့ပုံရန်သူကိုကျွန်တော်တို့ဖြိုခွဲဖို့ဆိုတာကမဖြစ်နိုင်ပါဘူးကျွန်တော်တို့အားလုံးပူပေါင်းဆောင်ရွက်မှသာလျှင်ကျွန်တော်တို့လိုချင်တဲ့ပန်းတိုင်ကိုကျွန်တော်ရှောက်လှမ်းနိုင်မှာဖြစ်ပါတယ်အဲကြောင့်ကျွန်တော်တို့တကွဲတပြားစီနဲ့ကျွန်တော်တို့တွားနေတဲ့၍ဒါကိုသိမ်းထားတဲ့မြို့ကိုကိုယ်ကပဲမောင်ပိုင်စီးမယ်ဆိုပြီးမှကျွန်တော်တို့ဟာလက်နဲ့အရသာကိုအာနာရှင်ပုံစံတစ်ဖွဲ့နဲ့ကျွန်တော်တို့ဟာဆက်လက်ပြီးမှအုပ်ချုပ်သွားမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ရည်မှန်းချက်ပန်းတိုင်ဟာတော်တော်များများဟာကျွန်တော်တို့လွဲနေတာတွေကိုမြင်တွေ့နေရပါတယ်အဲ့တဲ့အနေထားပေါ်မှာကျွန်တော်တို့မိဘပြည်သူထမ်းဒါဆရာတော်ပင်ရဲ့အပြင်လေးတွေကိုပြန်လည်ပြီးမှမျှဝေတုံ့တက်ပေးဖို့ရန်အတွက်ခုချိန်မှာဆရာတော်ပင်ကိုချိန်ပေးသွားချင်ပါတယ်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့တော်လှန်ရေးလောက်တာကအာဏာရှင်ကိုတိုက်တာဖြစ်တယ်အာဏာရှင်ကိုတိုက်တဲ့နေရာမှာကွဲပြားနေမယ်ဆိုရင်ကျွန်တော်တို့အာရော့နေမယ်ဆိုတာကတော့အရှင်းလေးဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီနွားကွဲရင်ကြားကြိုက်တယ်ဆိုတဲ့ဥစ္စာကကျွန်တော်တို့လက်တွေ့မှာကြုံတွေ့နေရတဲ့ပြဿနာတွေဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဘာဖြစ်လို့ကွဲတာလဲဆိုတဲ့အခါမှာကျွန်တော်တော့ဒီကျွန်တော်အမြင်ကိုရိုးရိုးသားပဲပြောချင်တယ်အတ္တတွေကြီးလို့ရှင်တော့ကွဲနေမှာပဲချင်းကျွန်တော်တို့ချင်းအနေနဲ့စဉ်းစားမယ်ဆိုရင်ချင်းတစ်ခုတည်းကိုကျွန်တော်တို့အာယုံပြုတ်ပြီးတော့စေတနာအပြည့်အဝထားမယ်ဆိုရင်ကွဲစရာအကြောင်းမရှိပါဘူးကိုဒေတာကိုမြို့နယ်ဆိုတဲ့ပုံစံမျိုး
သူတို့မြို့နယ်ကဆိုပြီးတော့ကျွန်တော်တို့တွေးလိုက်ကြတဲ့ကကျွန်တော်တို့မတိစိတ်ထဲမှာငါမြို့နယ်ကဆိုတာပါသွားတယ်အဲ့ဒါကြောင့်မလို့သူတို့လို့ကိုပြောလိုက်တိုင်းငါတို့ဆိုတဲ့ပြဿနာတွေလည်းပါလာတယ်ဒါကြောင့်မလို့ဒါတွေမစင်စားပဲနဲ့ချင်းဆိုတာတခုတည်းကိုရိုးရိုးလေးစေတနာထားလိုက်လို့ရှင်မပေါင်းနိုင်စရာမရှိပါဘူးဒါကြောင့်မလို့ဂျားထဲမှာကျွန်တော်တို့ချင်းတောင်ကဒေတာတွေကွဲပြားတယ်ဘာသာစကားကွဲပြားတဲ့အခါမှာကွဲပြားမှုလေးတွေရှိတယ်ဒါမျိုးလေးတွေကရိုးရိုးသားသားနဲ့တယောက်နဲ့တယောက်ဆွေးနွေးပြီးတော့ online ပေါ်မှာရန်ဖြစ်တာမျိုးတယောက်နဲ့တယောက်အပုတ်ချနေတာမျိုးအတ္တကြီးတာမျိုးတွေပါနေရင်တော့ဘယ်တော့မှစူးစီးမှုဆိုတာခက်ခဲပါတယ်ချင်းဆိုတာလေးနဲ့ရိုးရိုးသားသားလေးဆွေးနွေးမယ်ဆိုရင်ချင်းဆိုတာလေးနဲ့စေတနာထားပြီးသွားမယ်ဆိုတော့ကျွန်တော်တို့စူးစီးမှုဆိုတာလွယ်လွယ်လေးနဲ့ဖြစ်လာနိုင်ပါတယ်ကျွန်တော်တို့ကွဲနေတာလေးတွေကကျွန်တော်တို့တွေးရတသွေးတည်းပဲချင်းဆိုတဲ့သွေးတည်းပဲအဲ့ဒါကြောင့်မလို့အဲ့ဒါလေးတွေကိုကျွန်တော်တို့မြင်တတ်မယ်ဆိုရင်အတ္တကြီးနေမယ်ကိုယ်ဒေတာအစဉ်ပြေဖို့ပဲစဉ်းစားနေမယ်ဆိုရင်တော့ကိုယ်ဒေတာအစဉ်ပြေဖို့ပဲအားဆိုင်နေမယ်ဆိုရင်တော့ချင်းဆိုတဲ့ပေါင်းစည်းမှုမှာအားနေသွားမှာဆိုတာကျွန်တော်အနေနဲ့မြင်ပါတယ်ဒါတွေကိုကျွန်တော်တို့အနေနဲ့ဒီနှစ်ကတာကာလမှာလဲနိုင်ငံရေးရဲ့သဘောတရားချင်းဆိုတာကိုကျွန်တော်တို့တိဆောက်ခြင်းနဲ့တယောက်နဲ့တယောက်အလျှော့ပေးတာပေးမယ်တယောက်နဲ့တယောက်နားလည်မှုတွေပေးမယ်ဆိုပြီးတော့ကျွန်တော်တို့တအားစီယုံရေးလုပ်ခဲ့တယ်ဒါပေမဲ့နှစ်တာကာလတိဆောက်ရေးကာလအစာပြုကာလဖြစ်တဲ့အခါမှာဒီစီယုံရေးကိုကျွန်တော်တို့တော်တော်လေးကိုပြည်သူလူထုကိုလက်လန်းမမီခဲ့တာတွေအချိန်ချင်းခါခါသွားရမယ့်ဥစ္စာကိုတခါတည်းပဲသွားတာတွေကြဲပြန့်ကြီးလောက်ရမယ့်ဥစ္စာကိုစုပြီးတော့တနေရာလေးမှာပဲပေါင်းပြီးလှုပ်လိုက်ရတာမျိုးတွေလုပ်တဲ့အခါမှာပြည်သူလူထုတွေကိုမျက်စိပွင့်ဖေးဖို့အသိပေးဖို့အခြေအနေကတော့အားနေခဲ့တယ်ကျွန်တော်တို့တွေတော်တော်လေးစူးစမ်းခဲ့ပါတယ်ဆိုတာကိုအတူချုံပြီးပြောချင်ပါတယ်ချင်းဆိုတဲ့စေတနာလေးရိုးရိုးထားမယ်ဆိုရင်တော့ကျွန်တော်တို့ဘာမှမလုပ်နိုင်စရာမရှိပါဘူးအတ္တတွေဒေတာဆွဲတွေကိုဒေတာအဆင်ပြေအောင်ဆိုရင်ဘလို့ပဲဖြစ်ဖြစ်ဘယ်သူနဲ့ပဲပေါင်းရဆိုတဲ့အတွေးမျိုးတွေဝင်လာမယ်ဆိုရင်တော့ကျွန်တော်တို့တွေအလွဲလေးတွေဖြစ်သွားဖို့များပါတယ်လို့ကျွန်တော်အနေနဲ့ဒီလိုဟုတ်ကဲ့ဆရာတော်ဘင်ပြောသွားတာတော်တော်လေးပြည့်စုံပါတယ်ကျေးဇူးလည်းရမ်းတင်တယ်လက်ခဘွားလေးချီးမြှင့်ပေးရအောင်နော်ဆရာပြောသွားသလိုပဲကျွန်တော်တို့ချင်းဆိုတဲ့ umbrella အောက်ထဲမှာကျွန်တော်တို့တလုံးတစ်ဝါတည်းသွားဖို့ရန်အတွက်အင်မတန်မှအရေးကြီးပါတယ်ကျွန်တော်တို့အခုလက်ရှိအနေထားအရကျွန်တော်တို့ကြည့်မယ်ဆိုတော့ဘယ်လိုပြောရမလဲအခုကျွန်တော်တို့ MNDAA နဲ့ TNLA ဆိုနေတာကွက်ခိုင်ဖက်မှာသူတို့အချင်းသူတို့ဒီညီနောင်အချင်းဒါသူတို့တိုက်ပွဲတွေခုလောလောဆယ်မှာဖြစ်နေတာတွေကျွန်တော်မြင်တွေ့ရတဲ့အခါမှာဒီအရာတွေဟာကျွန်တော်တို့မူဝါဒခိုင်လုံနဲ့ယက်တီချက်ဥတီချက်သူတို့မှာတိကျမှန်ကန်တဲ့ပန်းတိုင်မရှိဘူးဆိုတာကိုပေါ်လွင်နေပါတယ်အဲကြောင့်ကျွန်တော်တို့စစ်ရေးနဲ့နိုင်ငံရေးဟန်ချက်ညီညီတွားဖို့ရန်အတွက်အင်မတန်မှအရေးကြီးပါတယ်ကျွန်တော်ချင်းပြည်နယ်ဟာလည်းကျွန်တော်တို့အနေအချင်းပရိပက္ခလေးတွေကျွန်တော်တို့ပုတ်တိုက်မှုလေးတွေဖြစ်ခဲ့သည့်တိုင်အောင်ကျွန်တော်တို့မနောက်ကျသေးပါဘူးကျွန်တော်တို့ချင်းပြည်နယ်မှာရှိတဲ့လက်နက်ကင်အဖွဲ့အစည်းအားလုံး CC ပဲဖြစ်ဖြစ် CB ပဲဖြစ်ဖြစ်ကျွန်တော်တို့ဟာအတူတကွပူပေါင်းဆောင်ရွက်ပြီးမှဒီနိုင်ငံရေးမှာ policy ရမတူသည့်တိုင်အောင်လက်တွဲမသွားနိုင်သည့်တိုင်အောင်စစ်ရေးမှာကျွန်တော်တို့တလုံးတစ်ဝါတည်းနဲ့ကျွန်တော်တို့80ပြီးမှသွားနိုင်မယ်ဆိုတော့ကျွန်တော်တို့လက်ရှိမြန်မာနိုင်ငံရဲ့အနေအထားပေါ်မှာကျွန်တော်ချင်းပြည်ရဲ့လက်နက်ကင်အဖွဲ့အစည်းဟာတကယ့်ကိုအင်အားကြီးတဲ့လက်နက်ကင်ဖွဲ့စည်းဖြစ်လာနိုင်မယ်ဆိုတာကိုကျွန်တော်အနေနဲ့ယုံကြည်မျှော်လင့်နေကျွန်တော်တို့စီးလုံးကိုပဲလိုပါတယ်ခုနဆရာပြောသွားသလိုပဲကျွန်တော်တို့ကိုယ့်ရဲ့မာနာလေးတွေကိုယ့်ရဲ့အတ္တလေးတွေကိုဘေးဖယ်ပြီးမှချင်းဆိုတဲ့အမျိုးသားရေးစိတ်ဓာတ်အပြည့်အဝထားပြီးမှချင်းတစ်မျိုးသားလုံးရဲ့အရေးကိုကျွန်တော်တို့ကပူပေါင်းဆောင်ရွက်လိုချင်တဲ့စိတ်ရှိမှသာလျှင်ဒါကျွန်တော်တို့ဟာပူပေါင်းဆောင်ရွက်နိုင်မှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ update လေးတစ်ခုဝင်လာပါတယ်ဟိုကကျွန်တော်တို့ဒီချင်းChin Mission Charles Kentucky ကနေမှBowling Green ကနေမှ$3,600တီကျွန်တော်တို့ဒီချင်းမျိုးသားဒေါ်လာရေးအတွက်လူဒန်းပေးသွားပါတယ်အားလုံးလက်ခေါ်အော်ပါလေးချီးမြှင့်ပေးကြရအောင်နော်ဖျားသခင်စာပေါင်းမြောက်များစွာပြန်လည်ပြီးမှကောင်းကြီးချမှတ်ပေးပါစေဒီထက်မကတိုင်းပြည်နဲ့လူမျိုးအတွက်ဒါဆွမ်းဆောင်နိုင်ပါစေလို့ကျွန်တော်အနေနဲ့ဆန္ဒပြုပါတယ်ချင်းမီဆွန်ချားစ်ကင်တူကီBowling Green ပေါ်မှာလဲဂျေဇူး
ထူးတင်ကြောင်းပြောကြားလိုပါတယ်ကျွန်တော်တို့ဆက်လက်ပြီးမှအချိန်ဟိုဦးဟာကီကိုကျွန်တော်ဆက်လက်ပြီးမှအချိန်ပေးသွားချင်ပါတယ်လက်ရှိကျွန်တော်တို့ချင်းပြည်ရဲ့တောင်ပိုင်းဟာဆိုရင်တော့တကယ်ကိုကျွန်တော်တို့ကြားသိရတဲ့အနေအထားတွေကြားသိရတဲ့သတင်းတွေကစိတ်မကောင်းစရာသတင်းတွေတော်တော်များများကျွန်တော်တို့ကြုံတွေ့နေရတယ်ကျွန်တော်တို့ဒီလက်နဲ့အာနာရှင်ကိုကျွန်တော်တို့တွန်းလှန်တိုက်ခိုက်နေတဲ့အချိန်မှာတချို့သောသူတွေဟာအာနာရှင်စိတ်သက်ပုံစံမျိုးနဲ့လက်နဲ့အားကိုပြီးမှပြည်သူအုပ်ချုပ်ရေးတွေကိုအကောင့်ထဲမဖော်ပဲနဲ့ဒါသူတို့တော်လိုင်းရေးကာလဖြစ်လို့ဒါကျွန်တော်တို့ဒါလက်နဲ့ပဲအုပ်ချုပ်ရမယ်ဆိုတဲ့အနေအထားလေးတွေကျွန်တော်တို့မြင်တွေ့ကြားသိရတဲ့အခါမှာစိတ်မကောင်းစရာလေးတွေဖြစ်ပါတယ်ကျွန်တော်တို့မျိုးတော်လိုင်းရေးဖြစ်လာတာဘာကြောင့်ပေါ်ပေါက်လာတယ်လဲပြည်သူအာဏာပြည်သူလက်ထက်ကိုပြန်အပ်ရေးဖြစ်တယ်အမျိုးသားကျွန်တော်တို့ရဲ့ပြည်သူလူထုကိုကျွန်တော်တို့ကာကွယ်ပေးဖို့ရန်အတွက်ဖြစ်တယ်အဲဒါကြောင့်ကျွန်တော်တို့ရဲ့ဥတီချက်ဒီဟာလွယ်မားနေပြီလားဆိုတာလဲကျွန်တော်တို့ပြန်လဲသုံးသပ်เสียဖြစ်ပါတယ်အဲကြောင့်ကျွန်တော်တို့လက်ရှိချင်းပြည်တောင်ပိုင်းရဲ့အခြေအနေပေါ်မှာတော်လကောင်းလက်ရှိ complex အခြေအနေပေါ်မှာတော်လကောင်းလက်ရှိကျွန်တော်တို့ရဲ့ချင်းနိုင်ငံရေးတွေကိုပြန်လဲသုံးသပ်ပေးဖို့ရန်အတွက်အခုချိန်မှာဥဟာကီကိုအချိန်ပေးသွားချင်ပါတယ်ဥဟာကီဆက်လက်မပြောလို့ရပါပြီကျေးဇူးပါကျွန်တော်တို့ဒီကံပလက်မြို့နယ်မှာကြောင့်ကျွန်တော်တို့အမှတ်9အမှတ်6အမှတ်9ဆိုပြီးမှကျွန်တော်တို့တိုင်းနယ်9ခုနဲ့ဖွဲ့စည်းထားတယ်ကျွန်တော်တို့အမှတ်9ဒေသကြရင်တော့ဒီချင်းပြည်ချင်းလန်းကောင်စီရဲ့ဖွဲ့စည်းပုံမူဝါဒဖွဲ့စည်းအုပ်ချုပ်ပုံပေါ်ပေါက်လာကြတဲ့ကနေအမှတ်9သားတွေအမှတ်9ကျေးရွာများဟာဒီ CC ကိုထောက်ခံအပ်ပေးမှုဒိုလေးရှိခဲ့တယ်အားလုံးကထောက်ခံနေကြတာပဲဒါဒီလိုဖြစ်လာတဲ့အချိန်မှာကိုယ့်ရဲ့ညီကိုချင်းကိုယ့်ရဲ့ချင်းလက်နဲ့ကန်အဖွဲ့အစည်းတွေကနေပြီးမှဒီ CC ကိုထောက်ခံတဲ့ပုဂ္ဂိုလ်တွေမိသားစုတွေကိုအမျိုးမျိုးဒီချင်းချောင်းမှုအမျိုးမျိုးတွေဖြစ်နေတာကိုတွေ့ရှိရတယ်ဒီလိုလက်ရှိဖြစ်တဲ့အချိန်မှာချင်းဆိုတဲ့ခံယူချက်နဲ့ချင်းပြည်တီဆောင်ရေးချင်းမျိုးသားတီဆောင်ရေးလမ်းကြောင်းနဲ့ကျွန်တော်တို့သွားတဲ့အချိန်ကြတော့အချင်းချင်းပရိပက္ခမဖြစ်ရေးအတွက်ကျွန်တော်တို့ကရှောင်ပေးရတာပေါ့ကျွန်တော်တို့ရဲ့ PDF ကံပလက်လက်နဲ့ကိုရှောင်ပေးတယ်ဒါပြီးတကယ်ဖိနှိပ်ခံတို့တကယ်ဖြစ်တဲ့ပုဂ္ဂိုလ်ကြီးကြရင်လဲစီပေးရှောင်နေရတာတွေရှိတယ်ကျွန်တော်တို့စုံမျိုးနဲ့ဒေသတစ်ခုမှာမကွေးတိုင်းစုံမျိုးနဲ့အတွက်မှာစီပေးရှောင်ရတဲ့လူတွေရှိတယ်စန္ဒတဘောကတော့အေးလက်မခံဘူးဆိုပြီးမှစန္ဒပြတဲ့ပြည်သူတွေဆိုတော့အမျိုးချင်းချောင်းမှုတွေဖြစ်လာတော့စီပေးရှောင်ရတယ်တကယ်အကြအတေးတော်တော်လေးပေါ်မှာတွေ့ရပါတယ်ကျွန်တော်တို့သွားချင်တဲ့လမ်းကြောင်းကတော့ချင်းဆိုတဲ့ကောင်းစဉ်အောက်မှာအားလုံးစုစည်းပြီးမှစိအာနာရှင်ကိုတော်နဲ့ကိုယ့်ရဲ့ဒေသကိုလည်းတီဆောက်ရင်းဟန်ရင်တီဆောက်ရင်းနဲ့ပြည်သူတွေကိုဝန်ဆောင်ပို့ပြီးပေးနိုင်ဖို့အတွက်ကျွန်တော်တို့ကဒီ CC ကိုထောက်ခံရတာဖြစ်တယ်ရှင်မျိုးသားတီဆောက်ရေးဆိုမှဒီအခုအချင်းချင်းပရိပက္ခတွေဖြစ်လာတော့လဲကျွန်တော်တို့ဘက်ကတော့ရှောင်ပေးနေရတာပေါ့အချင်းချင်းသွေးထွက်တန်ရုံဖြစ်မယ်ဆိုရင်လဲနောက်မှပြန်လေဖြည့်ရှင်းရခဲ့မယ်ဆိုပြီးမှဘက်ကနေအရှို့ပေးရင်းနဲ့ကျွန်တော်တို့များစွာကြုံနေရတယ်အခုကျွန်တော်လောဆယ်နေတာကတော့ဒီချင်းလုံမှာနေတယ်ချင်းလုံမှာကျွန်တော်ရဲဘော်တွေက35ယောက်ရှိတယ်ဒါပြီးရင်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဟိုဘက်ကနေချင်းချောင်းမှုများတဲ့ပုဂ္ဂိုလ်ကြီးကြရင်လေဒီဘက်မှာပို့ပြီးထားလိုက်တာရှိတယ်ပေါ့နော်ကျွန်တော်တို့ကတော့တိုးလေးအခက်ဖြစ်နေတယ်ပြည်သူတွေကကျွန်တော်တို့ကိုညှို့နေတယ်ဘယ်ချင်းဘလို့ပြောင်းလဲလာမလဲဆိုပြီးမှညှို့နေယုံကနေလွေးလို့ကျွန်တော်တို့လက်ရှိအထိဘာမှတော့မလုပ်ပေးနိုင်ဘူးကျွန်တော်တို့ရဲဘော်တွေလည်းဒီမှာတင်တန်းတက်တဲ့ရဲဘော်တွေလည်းရှိတယ်ဒီချင်းလုံမှာပေါ့ဒီလိုမျိုးဒီဆုံးမှုနဲ့ကျွန်တော်တို့သွားနေတာဖြစ်ပါတယ်အချင်းချင်းပရိပက္ခမဖြစ်အောင်ရှောင်ရင်းနဲ့ဒီကျွန်တော်တို့ကံပလက်မြို့နယ်ကိုဘာဖြစ်ပြန်လေတီဆောင်နိုင်ဖို့အတွက်ဒီပြည်သူလူထုကိုလည်းဝန်ဆောင်ပုံမပေးနိုင်ဖို့အတွက်ချိုးစားနေပါတယ်လို့ကျွန်တော်ပြောရင်းနဲ့ညီကုန်းချုပ်ပါတယ်ဟုတ်ကဲ့အထူးကျေးဇူးတင်တယ်ဦးနိုင်အောင်မအဲ့မှာထပ်ဖြည့်ဆွတ်ချင်တာလေးရှိမလားအတူတူထိုင်နေကြတာဆိုတော့တကယ်လို့ထပ်ဖြည့်ဆွတ်ချင်တာလေးရှိရင်တခါတည်းဖြည့်ဆွတ်ပေးဖို့ရန်အတွက်ချိန်ပေးသွားချင်တယ်နော်ဟုတ်ကဲ့ပါ
အခုဟိုလေချင်းအချင်းချင်းဝေပြဲမှုနဲ့ပတ်သက်ပြီးမှပြောချင်တယ်အခုကျွန်တော်ပြောချင်တာတော့ရှိပြီးရှိရဲ့လို့ခွဲခြားမှုမရှိဘဲနဲ့ဒေသအဆွေလူမျိုးဆွေဘာသာဆွေဘုံအဆွေဒီမထားဘဲနဲ့ကိုချင်းညီညွတ်ဖို့အဓိကလို့ကျွန်တော်လည်းမြင်ပါတယ်သူကရှိကိုကရှိပြီးဆိုပြီးမှအဆွေမျိုးမရှိရင်တော့ဒီတို့ချင်းတို့လာရေးဟာအောင်မြင်မယ်လို့ကျွန်တော်အဓိကယုံကြည်ပါတယ်ပြီးဒီဟိုဆိုတဲ့နေရာမှာဟုတ်ကကိုနေရာမှာကိုပဲရှိရမယ်သူမရှိရဘူးဆိုတဲ့ဆန္ဒမျိုးတွေတိုးလေးကြုံတွေ့ရပါတယ်တို့တော့ရလမ်းကိုလည်းပိကားလမ်းပိလူတော်လမ်းပိအဲ့လိုမျိုးအပိဆုံးမှုတိုးလေးခံခဲ့ရပါတယ်ပြီးလေဟွာလေဥတီတဲ့ငါတို့ဒီတူတယောက်ရဲ့ခါယူပိုင်ခွင့်ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့ငါတို့ချင်းပြီးချင်းလိုက်ဆိုတာကမ္မလက်မျိုးနဲ့အမှန်ငါတည်ရမှာရောပေါင်းများပါတယ်အဲ့ဒီကြေးရောသူကြေးရောသားတွေကလည်းအများဖြစ်တော့ရှိကိုတဘိုးလက်ဖြစ်ချင်းချောင်းမှုလေတူလေးခံခဲ့ရပါတယ်အဲ့လိုခံခဲ့တဲ့အတွက်ငါတို့ချင်းပြီးချင်းလန်းချင်းပြီးအစိုးရကိုအားပေးပြီးမှဒီလိုချင်းပြီးဖက်ပူပေါင်းလာတာတခါတည်းကြရင်တော့ဒီဖက်ကနဲ့လိလူရှူပြီးမှကြည်နေသလားလို့လေခံယူရပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ဒီဖက်မှာလေအားပေးရင်ကိုကလည်းအားပေးတယ်ပြည်သူကလည်းအားပေးတယ်ဆိုတော့ဒီဖက်ကလည်းအားဆက်ပြီးမှကြည်ပေးတယ်ဆိုတော့တဖြည်းဖြည်းတော့ညီညွတ်မှုရှိလာမှာပါပြီးကူညီထောက်ပံ့မှုနဲ့လေတို့ဖက်မှာချင်းရဲတယ်တော့ပေးတဲ့ရဲဘော်ဒီလေခုလက်ရှိဒီမှာ35ယောက်ရှိတယ်ကြေးရွာမှာလည်းကြေးရွာဖက်မှာလည်းရှူရှိတဲ့နေရာမှာရှိပါလေရဲဘော်ဒီအများကြီးရှိနေပါတယ်ကြောင့်တရားချင်းပြီးချင်းလန်းကိုကအားပေးတဲ့ချင်းပြီးချင်းလန်းအစိုးရကအားဆိုင်ပြီးမှကြည်ပေးဖို့အဲ့ဒါပဲအဓိကညွှန်မှချက်ကျွန်တော်မှရှိပါတယ်ဒါပဲပြောရှိချင်ပါချင်းလန်းကောင်စီ CC နောက်ပြီးတော့ CB ဒါတွေကိုကျွန်တော်တခုမှမပြောပါဘူးကျွန်တော်ပြောတာချင်းပဲပြောနေတာဖြစ်တယ်ကျွန်တော်တို့အလုပ်လုပ်ခဲ့တာလေလေကျွန်တော်တို့ချင်းလန်းကောင်စီအတွက်မဟုတ်ချင်းအတွက်ပဲကျွန်တော်တို့လုပ်ခဲ့တာဖြစ်တယ်ကျွန်တော်မတူပီနယ်ဇက်အထိကိုကျွန်တော်ရောက်ခဲ့တယ်ကျွန်တော်ဝင်ကြီးပူမောင်ဦးတို့ပူစထောင်းတို့နဲ့ရောက်ခဲ့တယ်အဲ့တုန်းကကျွန်တော်ပြည်သူတွေဂိတ်ဆောက်နေကိုလည်းကျွန်တော်ပြောခဲ့တယ်ချင်းတွေအတွက်ပဲကျွန်တော်တို့အလုပ်လုပ်တာတဲ့လူတွေကောင်းကောင်းဧခံပါကောင်းကောင်းကိုညီကိုမိသားစုကိုဆွေမျိုးကောင်းကောင်းလေးသွားလာခွင့်ပြုမှာချင်းပြည်အတွင်းမှာချင်းနေရလွတ်လပ်စွာသွားရမယ်လွတ်လပ်စွာနေထိုင်ရမယ်ဆိုတော့ကျွန်တော်တို့လေ့ကျင့်ပြုစုပြောထောင်မှုမျိုးရှိရမယ်ကျွန်တော်ချင်းတွေကိုတန်ဖိုးထားရမယ်ကျွန်တော်တို့သူ့အဖွဲ့ဖြစ်လို့ကိုယ်အဖွဲ့ဖြစ်လို့ပိတ်ပင်မယ်ဒုက္ခပေးမယ်သူတို့ကိုထောင်ချမယ်ဖမ်းမယ်စိတ်ညစ်အောင်လုပ်မယ်ဆိုတာမျိုးတစ်ခုမှမရှိပါစေနဲ့ကျွန်တော်တို့ချင်းအတွက်လှုပ်တာချင်းပြုသူအတွက်လှုပ်တာပါလို့ကျွန်တော်တို့စီယုံရေးဆင်းလုံးကလည်းကျွန်တော်တို့အတန်ပြောခဲ့ပါတယ်ကျွန်တော်ပေါ်လွင်စေချင်တာကကျွန်တော်တို့ပေးဆက်နေတာတွေဒီချင်းအတွက်ပဲဖြစ်ရမယ် CC အတွက်မဖြစ်အောင် CB အတွက်မဖြစ်အောင်ဒီတန္တရာအတွက်မဖြစ်အောင်ချင်းအတွက်ပဲဖြစ်ရမယ်ဆိုတာပြောချင်တယ်ကျွန်တော်တို့ချင်းဆိုတာနဲ့ရိုးရိုးသားသားစုပြီးတော့လုံနိုင်မယ်စေတနာထားနိုင်မယ်ဆိုရင်ဒီကျွန်တော်တို့ဒီတန္တရာတွေကလည်းတို့ကိုဒေတာမှာမြို့နယ်တွေကလည်းကိုမြို့နယ်မှာအာဏာရှိအောင်လုပ်တယ်ဆိုတာကကွဲပြားမှုရဲ့ဥစားလက္ခဏာလေးတွေပဲဖြစ်တယ်ကျွန်တော်ချင်းတစ်ခုမှစူးစီးလိုက်လို့ရှင်ဒီလိုကိုဒေတာအတွက်ငါတို့စူးစီးဖို့လိုတယ်အားစိုက်ဖို့လိုတယ်ဆိုတော့ဒီအာဏာပါဝါတွေယူစရာမလိုတော့ဘူးအလိုပျောက်သွားတယ်ချင်းမှစုသွားလို့ရှင်ဘာဖြစ်လို့လဲချင်းတစ်ခုအနေအလုပ်လုပ်သွားမှာဖြစ်တယ်ဒေတာတွေဆွဲနေမယ်မြို့နယ်တွေဆွဲနေမယ်ဆိုတော့ဒီဒေတာတွေမြို့နယ်တွေခိုင်မာအောင်ဆိုပြီးတော့လှုပ်ဖို့လိုလာတဲ့အခါမှာအာဏာပါဝါတွေကိုအသုံးချဖို့လိုလာတဲ့အခါမှာလက်နက်ကင်တွေကပါဝင်ဆွတ်ဖက်တာတွေဆိုတာလည်းဖြစ်လာတယ်ပြည်သူအာဏာပြည်သူမှာမရှိတော့ဒါတွေလည်းပျောက်ကွယ်သွားမှာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်အမြင်မှာချင်းမှာကောင်းကောင်းစုစည်းဖို့လိုတယ်အခုဖလမ်းမှာကျွန်တော်တို့တက်တည်ပြနေပြီဖြစ်တယ်ကျွန်တော်တို့အလုပ်ကတကယ်ဆိုရင် CDF တွေအလုပ် CNA တွေရဲ့အလုပ်ကတနက်ကင်ပြီးအာဏာရှင်ကိုတော်လှန်ဖို့ပဲဖြစ်တယ်ပြည်သူအုပ်ချုပ်ဖို့မဟုတ်ဘူး
ပြည်သူကိုအုပ်ချုပ်ရမှာကပြည်သူတွေကနေသဘောတူရွေးချယ်တင်မြှောက်ထားတဲ့လူတွေကနေစနစ်တကျအုပ်ချုပ်ပြီးစနစ်တစ်ခုကိုကောင်းမွန်စွာတည်ဆောက်ရမှာဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့တိုက်ခိုက်ရေးနဲ့အုပ်ချုပ်ရေးကိုလည်းကွဲကွဲပြားပြားသိဖို့လိုတယ်။ကျွန်တော်တို့ဝင်စွတ်ဖက်နေမယ်ဆိုရင်ပြည်သူတွေရဲ့ညှို့ညင်မှုပြည်သူတွေရဲ့ထောက်ခံမှုတွေနဲ့ကင်းကွာသွားမယ်ဆိုရင်ကျွန်တော်တို့တော်လှန်ရေးအားနည်းသွားလိမ့်မယ်။အဲ့ဒါတွေဘာကြောင့်ဖြစ်တယ်လဲဆိုရင်အခုနကျွန်တော်ပြောတဲ့ data ဆွဲတွေမြို့နယ်ဆွဲတွေအတ္တတွေမာနတွေပါနေရင်အဲ့ဒီပုံစံတွေကဝင်လာမယ်အဲ့ပုံစံတွေဝင်လာရင်ပြည်သူတွေနဲ့ကျွန်တော်တို့လက်နက်ကင်နဲ့ပြည်သူတွေကြားမှာကြာသွားလို့ရမှာမဟုတ်ဘူးညှို့ညင်မှုတွေပြည်သူမထောက်ခံတော့ဘူးကြာလို့ရှင်ပြည်သူမထောက်ခံတော့လို့ရှင်ကျွန်တော်တို့ပျက်စီးသွားမှာပဲဖြစ်တယ်။ဘာကြောင့်ပြည်သူမထောက်ခံတာလဲဆိုရင်ကျွန်တော်တို့အာဏာအလွဲသုံးစားလို့ဖြစ်တယ်။အာဏာအလွဲသုံးစားဖို့လွဲသုံးစားတာမလုပ်အောင်ကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုရင်တစုတစည်းတည်းသွားတဲ့လမ်းကြောင်းကိုချိုမြိန်စွာနဲ့ချင်းဆိုတဲ့အရေးမှာသွားရင်ကျွန်တော်တို့ဒီအာဏာအလွဲသုံးစားသလိုဖြစ်တဲ့ကိစ္စမျိုးတွေကတဖြည်းဖြည်းနဲ့ပပျောက်သွားမှာဖြစ်တယ်။ဒါတွေကိုကျွန်တော်တို့နားလေအောင်အလုံးလုံးတဲ့လူကြီးပိုင်းတွေအများကြီးနားလေသွားအောင်လဲသွားဖို့လိုတယ်။ကျွန်တော်တို့နိုင်ငံရေးကိုသွားတဲ့အခါမှာပြည်သူတွေအားလုံးနားမလဲနိုင်သေးရင်တောင်မှပြည်သူတွေနဲ့ဆက်ဆက်တဲ့လူကြီးပိုင်းတွေအများကြီးနားလည်ဖို့လိုတယ်ငါတို့နဲ့ဆိုင်နေဆိုတဲ့ခံယူချက်လဲလိုတယ်တခါလေကြာရင်ဒေတာတွေမှာဒေသန္တရတွေမှာမြို့နယ်တွေမှာဘာမှလူကြီးပိုင်းတွေကနိုင်ငံရေးနားမလဲဘူးလမ်းလုပ်ဖို့အကြောင်းလုပ်ဖို့ဆိုတဲ့အဆင့်လောက်ကနေဆက်ပြီးတော့ပို့ပြီးမသိဘူးနိုင်ငံရေးလမ်းကြောင်းကိုလည်းကျွန်တော်တို့ရှင်းရှင်းလင်းလင်းသဘောပေါက်ပြီးနားလည်ဖို့လိုကြတယ်ဒါတွေနားလည်လာမှသဘောပေါက်လာမှကျွန်တော်တို့တိဆောက်တဲ့နိုင်ငံရေးကစနစ်ကျပြီးတော့ချုံမြိန်တဲ့နိုင်ငံရေးလမ်းကြောင်းပေါ်ရောက်သွားမှာဖြစ်တယ်ကျွန်တော်တို့ပြည်သူတွေနဲ့မကင်းကွာပဲနဲ့ချုံမြိန်တဲ့တော်လှန်ရေးတစ်ခုကိုလည်းကြာရှည်စွာဆောင်ရွက်နိုင်မှာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့စီယုံမှုသည်လက်နက်ကင်တဲ့တော်လှန်ရေးမှာစီယုံဖို့ဖြစ်ပြီးတော့အုပ်ချုပ်ရေးမှာဝင်မစွတ်ဖက်ပဲနဲ့အုပ်ချုပ်ရေးတီးတီးတန့်တန့်သွားပြီးတော့ပြည်သူတွေသဘောကျနှစ်သက်လက်ခံတဲ့တော်လှန်ရေးမျိုးဖြစ်လာအောင်တည်ဆောက်ဖို့လည်းလိုတယ်ကျွန်တော်တို့ဖလမ်းမှာလက်နက်ကင်တွေစုစည်းတယ်လေဒီမှာစုစည်းတဲ့နေရာမှာအုပ်ချုပ်ရေးဝင်စွတ်ဖက်စရာမလိုဘူးလေသူတို့စုစည်းတော့အဖြေကောင်းတွေရလာတယ်လေကျွန်တော်တို့ဘလောက်အားရှိတယ်လဲဘလောက်ဒီနေ့ဂုဏ်ယူရတယ်လဲဘလောက်စိတ်ချမ်းသာရတယ်လဲဒီနေရာမှာအုပ်ချုပ်ရေးဝင်စွတ်ဖက်တာမှမဟုတ်တာဒါကြောင့်ကွဲပြားနားလည်ပြီးတော့ဘယ်လိုအရာကထိရောက်မှုရှိတယ်လဲတန်ဖိုးရှိတယ်လဲဆိုတာတွေကိုသင်ခန်းစာယူပြီးတော့သွားဖို့လိုပါတယ်ဆိုတော့ကျွန်တော်စိတ်ထဲမှာရှိတာလေးကိုပြောချင်ပါတယ်ကျွန်တော်ပေးလိုက်တဲ့လမ်းကြောင်းလေးခေါင်းစဉ်လေးနဲ့နည်းနည်းလွဲတာရှိရင်လည်းခွင့်လွှတ်ပေးပါကျွန်တော်စိတ်ထဲမှာရှိတာလေးကိုဒီနေရာမှာအများပြည်သူနဲ့ပတ်သက်တဲ့နေရာမှာဖွင့်ပြောရတာဖြစ်ပါတယ်တုတ်လေးနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဆရာရိုဘင်တော်တော်လေးအပြည့်စုံပါတယ်လမ်းကြောင်းမလွဲပါဘူးဆရာပြောသွားသလိုပဲကျွန်တော်တို့ပြည်သူထောက်ခံအားပေးမှုမရှိတဲ့တော်လှန်ရေးဟာဘယ်တော်လှန်ရေးမှဒါမအောင်မြင်ပါဘူးအမြဲနောက်ဆုံးမှာတော့ကြာဆုံးလေးရှိပါတယ်ခုနကျွန်တော်တို့လက်ရှိကျွန်တော်တို့ဘုံကားအခြေအနေပေါ်မှာတော်၎င်းအခု TNLA နဲ့ MMDA ပေါ်မှာတော်၎င်းကျွန်တော်တို့ territory ပြဿနာပေါ့နော်နယ်မြေပြဿနာနယ်မြေလူတဲ့ပြဿနာတွေဟာဒီအချိန်မှာကျွန်တော်တို့လုပ်ရမယ့်အချိန်လည်းမဟုတ်ပါဘူးနယ်မြေလူတဲ့ဆိုတာကတော့ဒါကိုယ့်ရဲ့အတ္တကိုယ့်ရဲ့နေရာရလူမှုကိုယ့်ရဲ့စီးပွားရေးလွှမ်းမိုးခြင်းတဲ့စိတ်တွေနဲ့ဒါပိုင်ဆိုင်မှုများများလိုချင်လို့ဒါလူကြတာဖြစ်ပါတယ်အဓိကကဒါကျွန်တော်တို့နယ်မြေဘလောက်ပဲပိုင်ဆိုင်ကျွန်တော်တို့ဒီမအလကိုကျွန်တော်တို့မဖြုတ်ချနိုင်တဲ့၍စစ်အာဏာရှင်ကိုမဖြုတ်ချနိုင်တဲ့၍အဲ့တဲ့နယ်မြေကိုတင်ထားတဲ့နယ်မြေအချိန်မရွေးသူတို့အင်အားကြီးလာတဲ့တနေ့သူတို့ပြန်လည်ပြီးမှကျွန်တော်တို့ကိုရကြမရှိအောင်ပြန်လည်မှထိုးဆက်ဆင်လာမှာအသေးချပဲဘယ်သူမှမလွတ်ဘူးအဲ့ဒါကိုကျွန်တော်တို့တည့်ရသားနဲ့ဒီအချိန်မှာကိုယ့်ရဲ့မာနတွေအတ္တတွေကိုဘေးဖယ်ပြီးမှကျွန်တော်တို့စီးလုံးမှုမရှိဘူးဆိုတော့ဘလို့မှကျွန်တော်တို့ဒီနိုင်ငံတော်အဆင့်ရှိတဲ့ constitution ကိုကျွန်တော်စနစ်ကြီးတစ်ခုကိုပြောင်းလဲဖို့ဆိုတာဘလို့မှမဖြစ်နိုင်ဘူးဆိုတာကိုကျွန်တော်ထပ်မံဖြစ်ဆွဲပြီးမှပြောကြားခြင်းနဲ့ဘလို့ပဲဖြစ်ဒါကျွန်တော်တို့ဗိုလ်ချုပ်ကြီးကိုမော်ပြောသွားတဲ့အတိုင်းပဲကျွန်တော်တို့ဒီအနောက်ဖက်ချမ်းဒေသတစ်ခုလုံးကတော့လုံးအပါဝင်ပေါ့နော်ဒီကတာကော်လင်းကမ်ဘလူးကျွန်တော်တို့ကလေးကပေါ်ကျွန်တော်တို့ချင်းတောင်ရခိုင်ဒီနောက်ဖက်ချမ်းဒေသလုံးကျွန်တော်တို့ဟာလွတ်မြောက်နယ်မြေဖြစ်သွားဖို့ရန်အတွက်အင်မတန်မှကျွန်တော်တို့နှီးစပ်နေပါပြီပူပေါင်းဆောင်ရွက်မှုအားကောင်းဖို့ရန်အတွက်လည်းအင်မတန်မှရည်ကြီးနေပါပြီလက်ရှိနေထားမှာဆိုတော့ကျွန်တော်ချင်းပြည်နယ်ဟာဆိုရင်ကျွန်တော်တို့ပူပေါင်းဆောင်ရွက်မှုရှိမယ်ဆိုတော့
မြန်မာနိုင်ငံမှာပထမဆုံးလွတ်မြောက်တဲ့ပြည်နယ်ဖြစ်မယ်ဆိုတာတော့ကျွန်တော်တော့လုံးဝအယုံကြည်စိတ်ချတယ်ကျွန်တော်တို့အခုဟာခါနဲ့တီးတိမ်ကြံနေတဲ့နှမျိုးကိုလည်းကျွန်တော်တို့ဒီအတိုင်းပဲပူပေါင်းဆောင်ရွက်မှုကိုဆက်လက်ပြီးမှသွားမယ်ဆိုတော့ကျွန်တော်တို့အမြန်ဆုံးကျွန်တော်တို့စကားစကင်းစင်သောပြည်နယ်အဖြစ်ကျွန်တော်တို့လွတ်မြောက်နေမြေတပြည်လုံးလွတ်မြောက်နေမြေအဖြစ်ကျွန်တော်တို့ကြီးညာနိုင်လိုက်မယ်လို့ယုံကြည်မျှော်လင့်တယ်အခုချိန်မှာတော့ကျွန်တော်တို့ဒီတောင်ပိုင်းအခြေအနေကိုကျွန်တော်တို့ပြန်လည်ပြီးမှဆရာဦးဟာကီတို့ထံကိုကျွန်တော်ဆက်လက်ပြီးမှအချိန်ပြန်ပေးခြင်းတယ်လက်ရှိအနေထားမှာတောင်ပိုင်းရဲ့ပြဿနာလေးတွေကကျွန်တော်ကြုံတွေ့နေရတဲ့အခါမှာကျွန်တော်တို့ CB အပြင်ကို CPU CPA ဆိုပြီးမှထွက်လာတာတွေလည်းရှိတယ်ပြည်သူလူထုတွေတော်တော်လေးခါစီခံနေရတဲ့အနေထားလည်းကျွန်တော်ကြုံတွေ့နေရတဲ့အနေထားလည်းရှိတယ်အဲ့ဒါအပြင်ကိုဒါအေးပြဿနာတွေလည်းရှိတဲ့ခါကျတော့ကျွန်တော်တို့မြောက်ပိုင်းထက်ဆိုင်ကျွန်တော်တို့ချင်းပြည်တောင်ပိုင်းကပြည်သူလူထုတွေဟာပိုပြီးမှခါစီခံနေရတယ်ဆိုတာကိုကျွန်တော်ကြားသိတဲ့အခါမှာအမတန်မှစိတ်မကောင်းလည်းဖြစ်မိပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ချင်းပြည်တောင်ပိုင်းရဲ့အရေးကိုကျွန်တော်တို့ပိုပြီးမှဒီဂယုဆိုင်ကြဖို့ရန်အတွက်လည်းအမတန်မှအရေးကြီးတယ်ဆိုတဲ့အကြောင်းကျွန်တော်ပြောကြားလိုတယ်။ဘာကြောင့်လဲဆိုတော့ဒါကျွန်တော်တို့တောင်ပိုင်းမှာဖြစ်တဲ့အရေးဟာလည်းဒါကျွန်တော်တို့ချင်းတမျိုးသားလုံးရဲ့အရေးဖြစ်တယ်။ပလဲဝါရဲ့အရေးဟာလည်းကျွန်တော်ချင်းတမျိုးသားလုံးရဲ့အရေးဖြစ်တယ်။အဲကြောင့်ကျွန်တော်တောင်ပိုင်းမြောက်ပိုင်းကျွန်တော်တို့ဒီချိန်မှာဒါခွဲခြားနေရမယ့်ချိန်မဟုတ်ဘူး။ကျွန်တော်တို့ CB ရဲ့ပေါ်ပဲကြာဆုံးဆုံးကျွန်တော် CC ရဲ့ပေါ်ပဲကြာဆုံးဆုံးကျွန်တော်တို့ချင်းသူရဲ့ကောင်းကျွန်တော်တို့ကြာဆုံးတာဖြစ်တယ်ကျွန်တော်ချင်းလူမျိုးတွေကြာဆုံးတာဖြစ်တယ်အဲဒါကြောင့်ဘယ်လိုပဲဖြစ်ဖြစ်ဒါကျွန်တော်တို့အကောင်းဆုံးဖြစ်နိုင်ဖို့ရန်အတွက်ကျွန်တော်တို့လက်ရှိဥဆောင်နေတဲ့ကျွန်တော်တို့ရဲ့ခေါင်းဆောင်ကြီးတွေအမြင့်မှန်အမြန်ဆုံးရပြီးမှကျွန်တော်တို့အာနာရှင်ကိုတွန်းလှန်တဲ့အာနာရှင်စိတ်သက်ကျွန်တော်တို့စိတ်ထဲမှာမရောက်အောင်ပြုပြင်ပြောင်းလဲပေးဖို့ရန်အတွက်ကျွန်တော်အနေနဲ့အနုညွတ်တောင်းပန်လိုပါတယ်တိုက်တွန်းလိုပါတယ်အခုချိန်မှာတော့ဆက်လက်ပြီးမှကျွန်တော်တို့တောင်ပိုင်းရဲ့အခြေအနေပေါ်မှာတော်လကောင်းမိဘပြည်သူထမ်းအားပေးစကားတော်လကောင်းတောင်းဆိုချင်တာတော်လကောင်းပြန်လည်ပြီးမှပြောကြားပေးဖို့ရန်အတွက်ဥဟာကီကိုခုချိန်မှာအချိန်ပြန်လည်ပေးအောင်နော်ဟုတ်ကဲ့ကျေးဇူးပါကျွန်တော်ကတော့ဒီချင်းဆိုတဲ့ခေါင်းစဉ်အောက်မှာချင်းပြည်တောင်ပိုင်းမြောက်ပိုင်းခွဲခြားမှုမရှိဘဲနဲ့လက်နက်ကင်အားလုံးပူးပေါင်းနိုင်မယ်ဆိုတော့ကျွန်တော်တို့ချင်းပြည်နယ်ဟာမြန်မာနိုင်ငံမှာပထမဆုံးလွတ်မြောက်နေမည်ဖြစ်မယ်ဆိုတော့ယုံကြည်နေတယ်။ဘာလို့ဆိုရင်ကျွန်တော်တို့ကအခုဖြစ်နေတာကတော့ချင်းပြည်တောင်ပိုင်းမြောက်ပိုင်းပုံပြီးမှခွဲခြားမှုဆိုတော့လေကျွန်တော်တို့ဒီတောင်ပိုင်းဘက်ကနေဒီလိုအတန်ဒီကအများအားထွက်နေတယ်ခင်ဗျားတို့ကျွန်တော်တို့က CC ထောက်ခံတော့ခင်ဗျားတို့မြောက်ပိုင်းကိုထောက်ခံတယ်မြောက်ပိုင်းကိုပြန်သွားကြဆိုတဲ့ဟာလေးဒီမျိုးပေါ့နော်။ဒီလိုမျိုးကျွန်တော်တို့ရဲ့တော်လှန်ရေးကလည်းအတိကပူးပေါင်းနိုင်ဖို့စီးလုံးညီညွတ်ဖို့ဒီတောင်ပိုင်းမြောက်ပိုင်းမခွဲခြားဘဲနဲ့ချင်းဆိုတဲ့ခံယူချက်နဲ့တော်လှန်ရေးလုပ်မယ်ဆိုတော့ကျွန်တော်တို့ဒီအာနာရှင်ကိုတော်လှန်တဲ့နေရာမှာငါတို့ချင်းပြည်ဟာဒီချင်းပြည်နယ်ဟာပထမဆုံးလွဲမြောက်နေမြေဖြစ်လာမှာပေါ့လေအခုကတော့မညီညွတ်မှုတွေမပေါင်းစည်းနိုင်တာတွေနဲ့တိုလေးပေါ်မှာအခက်ကြုံနေရတာပေါ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့ဒီချင်းပြည်ချင်းပြည်ဆိုရနေနဲ့ဒီအစိုးရတပ်ပေါင်းစုတစ်ဖွဲ့တစ်ခုမှာတပ်ကဘလောက်အင်အားဥမာ90စီ19ဖွဲ့ရှိမယ်90စီကောင်စီဒေသတစ်ခု50စီလာတပ်ပေါင်းစုလုံးမယ်ဆိုပြီးမှဒီတော်လှန်ရေးအာဏာရှင်တော်လှန်ရေးကိုစုပေါင်းလိုက်မယ်ဆိုရင်တော့ကျွန်တော်ရဲ့ချင်းလန်းကောင်စီမင်ဘာဝင်အဖွဲ့တွေဟာအများကြီးပါပဲအဲ့ဒီမှာကျွန်တော်ထိရောက်နဲ့တော်လှန်ရေးလဲဆက်လုံးနိုင်မယ်ကျွန်တော်ဒေသအနေနဲ့ပြန်ပြောမယ်ဆိုတော့ကံပလက်ဒေသအနေနဲ့ပြောမယ်ဆိုတော့အတိကတော့တော်လှန်ရေးဟာပြည်သူစိတ်ဝင်စားအောင်ပြည်သူကိုဝန်ဆောင်မှုပေးရင်းနဲ့ပြည်သူကိုစီယုံရင်းနဲ့တော်လှန်ရေးလုပ်ရင်တော့ပိုပြီးမှအမြင်ဖို့တော့တင်ချတယ်အခုကျွန်တော်ကံပလက်မှာဖြစ်နေတဲ့အခြေအနေရဆိုတော့ပြည်သူတွေကတော်လှန်ရေးကိုနောင်တရလာချင်ကြပြီဘာလဲဆိုတော့တပိုးတစ်ခုကလောဆယ်လက်ရှိဒီမတ်လပရမဘဒုတိယဘာမှာဖြစ်နေတာတွေကတအိမ်ထောင်3သိန်းပေးရမယ်ရဲဘော်တယောက်3သိန်းဒီလိုမျိုးအတန်လေးတွေထွက်လာတော့ပြည်သူတွေကခိုးရမယ်ပုံစံအာနာရှင်တော်လှန်ရေးနဲ့ဒီအာနာရှင်စနစ်ကိုရောက်သွားတယ်ဆိုတဲ့အမြင်အထိဖြစ်လာတာကိုတွေ့ရတယ်ပေါ့နော်ကျွန်တော်ရဲ့ဒီတဦးချင်းရဲ့ဒီနိုင်ငံရေးခံယူချက်တွေအရာဝေးပြားမှုတွေကြောင့်တစ်ဖက်နဲ့တစ်ဖက်ကိုနှိပ်စက်တာတော့နှိပ်ကွက်တာတော့ရွာနှင်တန်ပေးတယ်မြို့နှင်တန်ပေးတယ်ဆိုတဲ့အတန်မျိုးတွေအထိထ
ထွက်လာတော့တော်လေးကိုမှတကယ်ကျွန်တော်တို့ဖက်ဆိုရင်တော့တကယ်ကိုမှအခက်အခဲကြုံနေရပါတယ်ဘာရန်ပုံဝင်လည်းမရှာနိုင်ကြဘူးဘာမှမလုံးနိုင်တဲ့အထဲမှာဟိုတိုးတော်ဒီမှာနေရတယ်စီပေးရှောင်ရတယ်ဟိုဒီဖက်အဲ့လိုမျိုးကာကွယ်ရေးတပ်ဖွဲ့တွေလည်းကျွန်တော်တို့ဖွဲ့ထားတယ်ဟိုလည်းမရှိဘာမှမရှိနေပဲဒီလိုမျိုး CSC ထဲမှာလည်းလက်နဲ့ဘာမှလည်းမရှိပါဘူးဒီလိုနဲ့ပဲကျွန်တော်တို့ဖြည်းဖြည်းချင်းနဲ့စုပွင့်မှုနဲ့ကျွန်တော်တို့အလုံးလုံးချင်တဲ့အချိန်ကြတော့လက်နဲ့ကိုလည်းအတိကမထားဘဲနဲ့ဟိုကာကွယ်ရေးတပ်ဖွဲ့ရှိရမယ်ဒီစစ်တင်တန်းအားလုံးဒီတင်တန်းတက်နိုင်အောင်လုပ်ရမယ်ဆိုတော့အမြင်လေးတွေနဲ့လုပ်ရတာဖြစ်တယ်ကျွန်တော်တို့ဖက်မှာကြတော့ဒီလက်နဲ့ကင်လူဟိုစစ်သားစုဆောင်းတဲ့နေရာမှာလည်းသူတို့အတီတရားနဲ့ကျွန်တော်တို့စီမှာတော့လာကြပါတယ်ဘာလဲဆိုတော့ချင်းပြည်တီဆောင်ရေးချင်းမျိုးသားတီဆောင်ရေးမိချင်းပြည်ကာကွယ်ဖို့အတွက်တော့တီးစိန်တဲ့လူငယ်တွေတော်လေးပါဝင်မှုတွေရှိလာတယ်ဒါပြီးလို့ရှင်တော့ခက်ခဲမှုကတော့အများကြီးပေါ့လေမြေပြင်ခက်ခဲမှုတွေကတော့ဒီလောက်ပါပဲကျေးဇူးတင်တယ်ဟုတ်ကဲ့ဟိုကိုနိုင်အောင်မရောဘာဖြစ်ဆွဆရာရှိဦးမလားဆက်လက်ပြီးမှဟိုဖြစ်ဆွဆရာရှိရင်ကိုနိုင်အောင်လည်းတခါတည်းဖြစ်ဆွပေးဖို့ရန်အတွက်ချိန်ပေးချင်တယ်နော်ဟုတ်ကဲ့ပါကျတို့ကံမလဲမြို့နယ်အမှတ်9ဒေသမှာဆိုရင်အခုချိန်ပြည်သူကအားပေးတာပြည်သူကကောင်းအားပေးတယ်ဒါမဲ့အားပေးတယ်ရှင်းဝင်တော့မယ်ဆိုတာတဲ့အတော့လာအချိတ်ဆက်လုပ်တာအထိပြပင်တာရှိမှုတို့တွေခံရတယ်ပြီးရဲဘူးကာကွယ်ပိုင်းနဲ့ပတ်တဲ့လည်းပဲရဲဘူးဒီသူတို့ဒီရှိနဲ့လာကြပါတယ်ဒါပေမဲ့ကျူတို့ဖက်မှာဘာမှလက်နဲ့လေးမရှိရှာနာရေးခါလေးမရှိဖြစ်ပေမဲ့ရှိတဲ့ကိုယ့်ရဲ့တတ်နိုင်တဲ့လေးနဲ့ဒီလိုရှူရှိရပါတယ်လက်နဲ့ရှိတဲ့တူကြီးလေးတွေနဲ့ကိုယ့်ရဲ့လက်နဲ့လေးတွေနဲ့ဒါအဲ့ဒါလက်နဲ့ရှူတဲ့နေရာမှာလေကိုယ့်ရဲ့ချင်းတူလာမှုမဟုတ်ပါဘူးကျူတို့ဘုံရန်သူကိုတူလာမှုအတွက်ပါဘွေဒီကလက်နဲ့အင်အားနဲ့ဘာနဲ့ဟိတ်နဲ့ဟာနဲ့လာပြီးချင်းချုပ်တဲ့အချိန်ကြတော့ကျူတို့ရှိထောက်ခံတဲ့ဒူဒီတော်မှရှိကိုကြောင်ကဖြစ်တော့ရတယ်ကျူတို့ဖွဲ့လေကျူတို့ရဲဘူးတွေကလည်းအခုချိန်မှာအထွတ်လာမရတဲ့အချိန်ကြတော့ကျူတို့ဖက်လာချင်တဲ့ဒူတွေအများကြီးတော့ရှိပြီမဲ့အပြစ်မထွက်လာနိုင်အောင်ပြပင်တာရှိမှုတူလေးခံနေရပါတယ်အဲအကြောင်းဒီဖက်ကနဲ့လေဒီအစိုးရဖက်ကနဲ့တွင်အပေးနိုင်တယ်ဆိုရင်အဓိကတော့အချင်းတိုက်ခိုက်မှုမရှိဘဲနဲ့ရှုံညီလက်တွဲနိုင်မှာဆိုရင်သူကိုထိုင်ခုံကိုလေအားမကူပဲဒေတာအဆွေညွန့်နေအဆွေအဲ့လိုမျိုးမလုပ်ဘဲနဲ့ရှိလုံးနေမှာဆိုရင်ငါတို့ချင်းအဖွဲ့ဟာအောင်မြင်မယ်ဆိုတာလဲကျွန်တော်အဓိကယုံကြည်ပါတယ်ပြီးရင်ကျတို့အခက်ခဲတွေကြတော့လဲတချင်းမှာကိုကဒီတူဒီရဝခါယူပိုင်ခွင့်ရုပ်ပိုင်ခွင့်ရှိတယ်ဆိုတော့ကိုပါဝင်တဲ့ရှိအဖွဲ့အစိုးရဖက်ကနဲ့လေအားပေးမလို့လေယုံကြည်တဲ့အတွေ့အကြုံဒီလိုရေးဖို့ရဲမိဒီလေရှူရှိရခြင်းဖြစ်ပါတယ်ဒီလောက်နဲ့ပဲ